ဆက်သားထွက်ပြေးသွားတော့နောက်ကတငယ်ချင်းသုံးကလိုက်ရှာတော့လိုက်သွားအဲဆောလမင်းတို့ကအရက်တွေမိုးနေဘေးနားမှာတပုံတကန်တွေရတယ်ကျန်စသားတို့မရှိတော့ဘူးထဆိုတော့တိုင်းပြည်ကကစင်ကလေးအားဖြစ်သွားတော့အနွယ်ထာမင်းစိတ်ထဲမှာဝီဝါနဲ့အိမ်တော်ကြီးမှလည်းမနိဆန္ဒနဲ့အစင်မပြေသားဝေစားသားကလည်းသူ့ကိုအထင်မှာသားရဲ့ကြီးစားကိုလှုပ်တယ်ဆိုပြီးဖြစ်တဲ့အချိန်မှာ तू ကစင့်ကင်နာနဲ့ဖားလင်ဖို့ဆိုတဲ့အရက်မှာခုတိရှိပါတယ်အဲ့ဒီအရက်လေးမှာအနွယ်ထာမင်းကြီးဖြတ်သွားတဲ့ခါမှာမှန်ပါဗျာကဲတော်ပါဗျာကဲတော်ပါဗျာဆိုတော့မိမတယောက်ကမုတ်ဆိုးမတယောက်ဟာမင်းကြီးမြမိမတယောက်လိုက်អော်တယ်ရှင်မဂိမ်းမဆိုင်ပါနဲ့ဗျာတဲ့ဒါတတ်မှမုတ်ဆိုးမတယောက်ပါဟာမင်းတို့ဘယ်လိုပြောလိုက်တာလဲပကံပြည်သူအရိမတနာပြည်သူများသည်မုတ်ဆိုးမရဲ့လို့တထေးရဲ့လို့တကြွလို့ငါနှလုံးသားမှာမရှိဘူးတဲ့အားလုံးကပြည်သူတွေပဲတဲ့ဘလောက်ကောင်းတဲ့စကားလဲဒါကြောင့်မလို့ democracy is like it you are little child တဲ့အဲ့ဒါကဘာမှာအကောင်းဆုံးစောက်တဲ့ဝါကြတစ်ကြောင်းမှာdemocracy at home democracy start at home တဲ့ democracy ဆိုဒီမှာအိမ်တွင်းရေးမိသားစုကြီးကနေစပါတယ်တဲ့ကုလသမဂ္ဂမှာ democracy နဲ့ပတ်သက်တဲ့ top 10 sale ထဲမှာစာအုပ်တုပ်အကောင်းဆုံးစာအုပ်ဒီ number 1 စာအုပ်ဒီစာအုပ်နာမည်က democracy start at home UN မှာစာအုပ်10အုပ်ထပ်ထားပါတယ်အပေါ်ဆုံးကစာအုပ်ဒီ democracy start at home အဲ့ဒါလေးကိုငါတို့ယူလိုက်ပြီးထေရဝါဒ start at home ဘယ်ကစမလဲဆိုအဲ့ဒီ UN United Nation ကိုရောက်တဲ့အခါမှာ democracy နဲ့ပတ်သက်တဲ့စာအုပ်10ဦးတော့ top 10စာအုပ်တွေပြသမှာတော့စာအုပ်10ဦးပြလိုက်ဒီစာအုပ်ကရောင်းအကောင်းဆုံးစာအုပ် democracy start at home အဲ့ဒါတော့ထေရဝါဒ Buddhism start at home အဲ့ဒီအစအိမ်ကနေစမှာရွာမှာလမ်းမှာမြို့ကနေနိုင်ငံအဲ့လိုဖြစ်မယ်ဆို democracy ရဲ့သဘောတရားသည် democracy is like your little child the king is like its mother the people is like a children China ဘယင်းသည်မေအိမ်နဲ့တူ၍ပြည်သူပြည်သားများသည်အဲ့ဒီပါဠိသည်ထေရဝါဒဗိဓိကထဲမှာပဲရှိတယ်ဗျမင်းများသည်အင်္ဂိနိဗ္ဗာန်ဒါရကံဝိယဟာဒီလိုဖွင့်လာတာဒါတော့ရှင်ရမထေရမြတ်ကြီးကအနွယ်ထာမင်းကြီးကိုအဲ့ဒီစကားသင်ပေးလိုက်တာရှင်မင်းကြီးရှင်မကြီးကိုတိုင်းပြည်ဘယ်လိုအုပ်ချုပ်မလဲအင်္ဂိနိဗ္ဗာန်ဒါရကံဝိယရာဇာမင်းတို့သည်ပြည်သူပြည်သားတို့မနုဿတိုင်းတို့ရထဏံတိုင်းသားပြည်သူတို့ကိုအင်္ဂိမိမိရင်ဝင်တဲ့၌နိဗ္ဗာန်ဒါရကံအိပ်ပျော်နေသောခလေးငယ်ကဲ့သို့ရင်စေသည့်နှစ်သက်ရမယ်စောင့်ရှောက်မယ်ဆို how very good ဒါဆိုရင်ရှင်မထေရမြတ်ကြီးကသင်ပေးလိုက်တဲ့အနွယ်ထာမင်းကိုသင်ပေးတဲ့စကားသည်အေရီ10ရာစု17ရာစုစကားအခုပြောခဲ့တဲ့စကားသည်18 19ရာစုမှာပေါ်တဲ့စကားအနှစ်800လောက်စောတယ်ပမာ democracy is like a little child ကိုမပေါ်လားဒါလည်းဒီမိုကရေစီသည်မိခင်ရဲ့ရင်ဝင်ထဲ၌ခလေးငယ်တယောက်သည်ဟောမောင်တင်းဆိုရဲ့အမျိုးသမီးအဲ့ဒီအမျိုးသမီးရဲ့သားလေးရှိတယ်နှုတ်ဆိုတယ်နှုတ်သီးကောင်းလေးကိုကိုက်လိုက်တယ်ငါဒီကလေးငါပရက်လေရလို့ဘယ်မိဘမှမရိုက်ဘူးရိုက်လားမရိုက်ဘူးအီးတွေပါချတယ်စိတ်ဆိုးလားရှူးတွေပန်းတယ်စိတ်ဆိုးလားမဆိုးဘူးအဲ့ဒီကလေးလေးသည်မိခင်ရဲ့ရင်ဝင်ထဲမှာလွတ်လပ်ခြင်းနဲ့လွတ်လပ်မျှတခြင်းနဲ့မျှတလုံခြုံစိတ်ချနေရတယ်လို့ပဲပြည်သူပြည်သားတွေကထိုးရှင်ဘရင်ထိုးအစိုးရတစ်ထက်မှာလွတ်လပ်ငြိမ်းချမ်းသာယာစွာနေနေတာကိုဒီမိုကရေစီဆိုလို့ဆိုပါသည်တဲ့အနောက်တိုင်းကပြောတာဒီထေရဝါဒပေးခဲ့တဲ့အများကြီးနောက်ကျတယ်အဲ့ဒီထေရဝါဒတွေကနောက်ကျတာကိုအနွယ်ထာကိုသင်ပေးတာဘာလို့လဲရှင်ရန်ဆိုရင်ရှင်ရန်ကအနွယ်ထာမင်းမြတ်ကိုသင်ပေးတာဖြစ်အောင်အနွယ်ထာဘရင်ကြီးကပြည်သူပြည်သားတွေကိုဆက်ဆံတဲ့အခါမှာခုနမုတ်ဆိုးမကိုတဒန်းစားတယ် equal right ဟုတ်ပြီနော် so human right တွေကို equal right တူညီတဲ့အခွင့်အရေးပေးလိုက်တယ် justice right တရားမျှတဲ့အခွင့်အရေးပေးတယ် fair right မျှတတဲ့အခွင့်အရေးပေးလိုက်တယ်တရားတယ်မျှတတယ်တူညီတယ် equal justice fair right အဲ့ဒါဘယ်လိုသင်ပေးတာလဲရှင်ရမထေရမြတ်ကြီးသင်ပေးတာဘယ်နိုင်ငံရေးဘယ် political science ကမှသင်ပေးတာမဟုတ်ဘူးဘယ်နိုင်ငံရေးကမှမရှိသေးဘူးအဲ့တုန်းကရှိပြီလားမရှိသေးဘူး political science သင်တာဘာမှမကြသေးဘူးဘယ် politician မှသင်ပေးတာမဟုတ်ဘူးတို့ထေရဝါဒခေါင်းဆောင်ရှင်ရမထေရအနွယ်ထာကိုသင်ပေးတာအဲ့တော့အနွယ်ထာကဟာမင်းတို့ဘယ်လိုပြောလိုက်တာလဲကွာတဲ့အရှင်မမလာပါရှင်မယားကဲတော်မူပါဗျာတပည့်တော်သားလေးတွေလည်းငယ်ပါသေးတယ်ဗျာကျွန်တော်မျိုးမရဲ့သားလေးတွေငယ်ပါလေလင်သားလည်းမရှိတာမဟုတ်ဆိုးမတယောက်ပါဖေဟာအရှင်မင်းကြီးဒါကြောင့်မလို့ဟိုဆင်လောက်ရှိတဲ့ကျွဲကြီးတစ်ကောင်ကကျွဲရင်တစ်ကောင်လေတွေဖြတ်တော့တပည့်တော်မခုခံနိုင်တဲ့အင်အားမရှိတာဖြစ်ချင်းကြောင့်အနားမှာရှိတဲ့တကြီးတွေတန်မြင်တွေကလန်တွေကလည်းမကူရင်လို့ရှင်မင်းကြီးကိုလာလျှောက်ထားပါတယ်ဖေဟာဆိုတော့ပြန်လှည့်စမ်းกว่าဆိုဆင်မင်းတန်မြန်စွာနဲ့ပြန်လှည့်ကျွဲကဆင်လောက်ကျွဲနဲ့ဆင်နဲ့တွေ့ရင်ဆင်ကကျွဲကိုကြောက်တယ်ဂျိုကားကအကောင်ကြီးကိုဆင်တို့ကကြောက်တယ်ကြားတာကျွဲကိုကြားလဲကျွဲကြောက်တယ်နွားတာမကြောက်ဘူးဆင်ကကျွဲကိုကြောက်တယ်တစ်နှစ်အနွယ်ထားကင်နေကြအရိဏမလှန်မဟုတ်တာ
နှစ်3ကျန်ဆက်သားတို့ငလုံးလက်ဖက်တို့ငထွေယူတို့ပကံနေပြည်တော့ခွာသွားလို့ဝင်းနေနေတယ်4မနိဆန္ဒနဲ့အိမ်တွင်းရေးအဆင်မပြေဘူးအဲ့တော့ the confuse အင်္ဂလိပ်လိုပြောမှာဆို confusion of mind စိတ်တွေကဒီလိုဖြစ်နေ wavering ဖြစ်နေသူစိတ်တွေက shakeable and wavering တို့လို့တန်တရားတွေ confuse ဖြစ်နေချိန်မှာလှမ်းနဲ့ပြက်လိုက်ရင်ထိပါမလားဆိုမထိတော့ဘူးတော့ဘောလုံးကန်တဲ့လူတွေငါတို့ကဘောလုံးအများကြီးကန်လာတယ်ဘောလုံးမှာ3 side 4 side fixed side side 3မျိုးရှိတယ်နံပါတ်3နံပါတ်4နံပါတ်5ဆိုတော့တယောက်နဲ့မတူဆို Nike ရထုတ်တဲ့ဘောလုံးနဲ့ဟိုဘက်က Adidas နဲ့ international site ဖြစ်အောင်မနဲ့လောက်ရတယ်အဲ့တော့ Puma ထွက်တဲ့ဘောလုံးနဲ့ site နဲ့သေးတယ်သိရင် Nike ဘောလုံးကိုကန်နေကြပုတ်ကွာ Puma နဲ့ကန်ရင်အောက်ကနေဘောလုံးဖတ်ဆွတ်ထွက်သွားတယ်တော့6ကသိတယ်ဘောကဖက်နဲ့စီးတယ်လို့သိတယ်ဆိုတော့အနွယ်တိုင်းမကြီးသည်ပြည့်နေကြလှန်မုတ်တာဖြစ်ချင်းအောင်လှန်ချက်လွဲပါတယ်တစ်ချက်နှစ်ချက်သုံးချက်လွဲမှာကျွဲရခတ်တယ်မှာအနွယ်တိုင်းမင်းကစင်မောကပြုတ်ကြပြီးသိသွားတယ်တိုင်းပြည်ကပကံနေပြည်တော်ရဲ့အင်ပါယာထဲမှာပါတယ်မြန်မာပြည်သူမုတ်ဆိုးမာလေးတယောက်အတွက်မင်းမြတ်အနွယ်ထားအသက်ဆွန့်လိုက်တဲ့အရာကိုဂုံမတက်မှထင်လို့ထိန်မင်ဆောင်နက်ကနတ်ရောင်ကျွဲရောင်ဆောင်ပြီးခတ်လို့သိရပါတယ်လို့ထေရဝါဒကိုအလဲထိုးခြင်းနဲ့မဟာယာနဒီမြင့်တန်တရပုဂ္ဂိုလ်တွေကမန္တရပုဂ္ဂိုလ်တွေကချလိုက်လို့ဒီနေ့ချိန်ထိအောင်ယရဏကိုဖျားပွဲမှာထိန်မင်တွေကိုဓာတ်နဲ့ခုတ်တုံးမှာနှစ်1000ရှိခဲ့ပါပြီဝန်းနေစရာအလွန်ကောင်းပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ကောက်ချက်ဆွဲမယ် this is a conclusion ကောက်ချက်ချလိုက်တဲ့အခါမှာဖားလင်ဖို့စစ်ငိုင်နာကဖားလင်ဖို့ရက်ကတမန်မုတ်ဆိုးမတယောက်ကအပေါ်မှာတော့မှအနွယ်ထမင်းဟာအသက်ဆွန့်လောက်အောင်ချစ်တက်ကျင်နာတက်ကာကွယ်စောင့်ရှောက်တတ်ရင်သူချစ်မြတ်နိုးလုံးလို့ယူရတဲ့စောမွန်လာကိုနန်းတော်ကနှင်မထုတ်တာတေးကြတယ်လို့ထွက်လာအနွယ်ထားသည်စောမွန်လာကိုနှင်ထုတ်ခဲ့တယ်ဆိုတော့မရှိဘူးဒါကလင်ကချစ်လို့လည်းရေးလိုက်တဲ့ဂျားဖြတ်လိုက်တဲ့အင်္ဂလိပ်လိုတော့ coin what လို့ခေါ်တယ် coin ဆိုတာတီထွင်လိုက်တဲ့ history တွေပေါ့ coin history လို့ခေါ်တယ်ဆို coined history တွေဖြစ်တယ်ထွင်တဲ့စလုံးတွေပေါ့အဲ့လိုထွင်လိုက်တာဖြစ်ချင်းရောမြန်မာနဲ့ရှမ်းကဒီနေ့ချိန်ထိမုံသွားခုနဖားလင်ဘိုးရကမုတ်ဆိုးမလေးတယောက်ကိုတော့ချစ်တတ်တဲ့နှလုံးသားပိုင်ရှင်ဖြစ်တဲ့အနွယ်ထားသည်သူချစ်မြတ်လို့ယူထားတဲ့စောမွန်လာလို့အလွန်ချောအလွန်လှတဲ့မိဖုရားတစ်ပါးကိုတော့ပြီးရင်ထေရဝါဒဗုဒ္ဓဘာသာရှင်ရန်ကြီးရဲ့ရှင်ရန်မထေရမြတ်ကြီးရဲ့အယူဆတွေကိုယုံကြည်နေတာစောမွန်လာရဲ့နှတောင်းမှာစုံတောက်မြူးတယ်ဆိုတာကိုအနွယ်ထား he never believe ဘယ်တော့မှမယုံခဲ့ဘူးအဲ့တော့ရှင်ရန်ကပဲထေရဝါဒကိုသစ္စာဖောက်သွားပြီးတော့စုံနေနတ်တွေကိုယုံတယ်လို့နတ်လောင်ကျောင်းထဲမှာ38မိနစ်ကိုစုထောင်လိုက်လို့ရှင်ရန်မထေရမြတ်ကြီးကနတ်တွေကိုဆုံထဲထည့်ထောင်းလို့ရှင်မလုပ်ဘူးပါဘူးရှင်ရန်မထေရမြတ်ကြီးကလူတွေကိုးကွယ်နေတဲ့အရာလေးကိုအသာလေးရွှေပြင်းကြီးရွှေပြင်းငယ်ဗျောက်ဤပြတ်တာတို့ပုံကိုယ်တွေကိုအဲ့ဒီသူတို့တွေကိုနတ်ပွဲကြီးတွေကျင်းပတဲ့ဥစ္စာလေးကိုအသာလေးမင်းတို့ဖျားဝဲလို့ကွာဆိုပြီးတော့ဖျားဝဲမှာဇလန်းလေးတွေကရင်လဲကတော့ဆိုပြီးတော့အသာလေးနတ်ပွဲမှာဒီဖျားပွဲပုဂ္ဂိုလ်ရေးဆန်တဲ့ကိုဝင်းစောဥက္ကဋ္ဌနာသက်ဥက္ကဋ္ဌနာတခါကိုတင်းဆွေရသက်အဲ့လိုမျိုးတွေရန်နေတုံနေမှာဆိုလို့ပြည့်ရကောင်းစွာနဲ့ဆောင်ရွက်ခဲ့တဲ့ရှင်ဘုရင်ကိုဒီနေ့ဗျာရေးတဲ့စာတွေဇက်လန်းတွေနတ်ဇန်ဒါတော့ဟိုမိုးနေနဲ့ရွှေမန်းနေမောင်လည်းကတာပဲဒါပဲဒီမဲ့လူတွေလည်းကတာပဲဒါသူတို့ဇက်ကတော့ဒီလိုပဲကတာပဲဖြတ်တာလို့ဖြတ်တာယူလေဖြောက်ကြီးဖြတ်တာလို့ဒါကျိုးလို့ဒါနဲ့တို့ရင်ဒါကျိုးလို့လှမ်းနဲ့တို့ရင်လှမ်းမှာခွေးလို့ဇလန်းလေးတွေကောင်းတာပဲစေယုံမင်းလည်းချင်းပါဝေခသွားတာပဲချင်းတဲ့ပမာနဲ့မုံသွားတော့လေဒါကဇလန်းတွေဒီလိုပဲကတာပဲအနုပညာဆိုတာပြီးတော့ပြီးတယ်သို့တော့ရှင်ရန်မထေရမြတ်ကြီးသည်စုံနေဓာတ်တွေနတ်တွေကိုမယုံပါထေရဝါဒစစ်ကိုယန္နာအရှင်မြတ်တစ်ပါးကိုကိုးဝယ်ပြီးသားဖြစ်ခြင်းကြောင့်နတ်တွေကိုစုထောင်းတယ်ဆိုလည်းမဟုတ်ပါဘူး38မိနစ်တွေကိုတော့စုထားပြီးတနေရာထဲမှာကိုးဝယ်လိုက်ရင်အိမ်တိုင်းမှာ individual ရဲ့ worship ဖြစ်နေရတယ်နတ်လောင်ကျောင်းဆိုတနေရာထဲထားလိုက်ရင်ဒီနေရာမှာထားလိုက်လို့ရှိရင်လူတွေအများရဲ့ကိုးဝယ်တာနည်းနည်းယော့သွားပြီးတော့ဒီပွဲလေးတွေဝယ်လုပ်ပေးလိုက်ရင်365ရဲ့အိမ်မှာတွေ့ရတဲ့စာရင်တစ်နှစ်မှာတစ်ကြိမ်တွေ့ရင်သူတို့ရဲ့တရားတရားလေးတွေကယော့ပါသွားမယ်ဆိုတဲ့အတွေးခေါ်နဲ့လုပ်ခဲ့တာပါဘာမှနတ်ကင်နာနတ်ရောင်ဆောင်ပြီးကျွဲလို့ခွေတာမဟုတ်ပါဘူးခုန reasonable ဖြစ်တဲ့အကြောင်းတွေပြောပြီးပြီပြစ်နေကြမှုတ်တဲ့လှမ်းမနိဆန္ဒနဲ့အိမ်တွင်းရေးဆင်မပြေဘူးသားဖြစ်တဲ့ကျန်ဆက်သားကိုလွန်းနေတဲ့စိတ်ရဲ့အိမ်တွင်းရေးတွေစိတ်ရေးတွေအဆင်မပြေလို့စိတ်တွေဝေဝါးလို့လှန်ချက်လွဲရခြင်းဖြစ်ပါသည်လှန်ချက်လွဲလို့ကျွဲခတ်လို့သေဝဲဝင်ရပါတယ်ပြည်သူပြည်သားတယောက်အတွက်ကောင်းမွန်စွာအသက်စွန့်ရင်းကိုနတ်တွေကင်လို့သေရတယ်ဆိုတာကတော့အလွန်မတရားတဲ့ကိစ္စကြီးပါဒါကသိပ္ပံနည်းကြ scientifically historically
တမိုင်းအားလျော်စွာသိပ္ပံနေကြတင်ပြတာမကြိုက်ဘူးအနွယ်ဓာမင်းကိုနတ်ကထိန်မင်းဆောင်နတ်ကကျွဲရောင်ဆောင်ပြီးခွေတယ်လို့ဆိုရင်လည်းယူပါဒါတော့ခင်ဗျားတို့ယူလို့ကြိုက်တယ်လို့ယူတိုင်းပါလေကျွန်တော်ဓမေစီရီကတော့ဒီလိုတော့မြင်ပါတယ်ထင်ပါတယ်တွေးပါတယ်သူတေသနာပြုခဲ့ပါတယ်အဲ့လိုပြုခဲ့တာပြီးရင်ရှင်ရန်မင်းကြီးရဲ့ရှင်ရန်ကိုရမကြီးရဲ့မထေရမြတ်ကြီးရဲ့ကောင်းကွက်တွေအနွယ်ဓာမင်းတရားကြီးရဲ့ရှိလေသူဘလောက်တောင်တိခံလဲမနုဟာကိုပြုတ်ပို့လိုက်တယ်ပြီးတဲ့သုံးပုံတွေပြပါမင်းတို့ပကံပေါက်ကံပြရပုဂ္ဂိုလ်တွေကအယိုင်းဆိုင်တွေကိုယ်ဝယ်နေတာကွာရှင်ရန်ရဲ့တပည့်ဖြစ်သွားမသိဘူးလေမင်းတို့အယိုင်းဆိုင်တွေကိုယ်ဝယ်နေတာအဲ့ဒီပကံသားအညာသားအယိုင်းဆိုင်တွေကိုငါတို့ကမပေးနိုင်ဘူးကွာတစ်ချိန်တိခံတယ်နှစ်ချိန်တိခံတယ်သုံးချိန်ကြတော့အရှင်ဘုရားအရှင်နဲ့မထေရမြတ်ကိုတိုင်ပင်တာပဲအရှင်ဘုရားတပည့်တော်တော့ပြီးတဲ့သုံးပုံတွေဖះဟောတဲ့ပြီးတဲ့သုံးပုံတွေတထုံမှရှိတယ်လို့ပြောတယ်အပ္ပမတော့အမတန်ဗဒံတော့မကျင့်တတ်နိုင်ဘူးအဲ့ဒီပြီးတဲ့သုံးပုံတွေတပည့်တော်စစ်ခင်းရပါလိမ့်မယ်အဲ့ကြောင့်မလို့မနုဟာဘယင်ကိုခေါ်လာပင့်လာပြီးတဲ့သုံးပုံတစ်ခါတည်းပဲခေါ်လာမနုဟာမတတ်ပါဘူးမနုဟာဘယင်ကိုလုံးဝမတတ်ပါဘူးအဲ့တော့ပြီးတဲ့သုံးပုံတွေတဲကြောင့်ရှင်ရန်ရဲ့ဂျေဇုအနွယ်ဓာမင်းရဲ့ဂျေဇုကြောင့်မတတ်မရှင်းဖြစ်တော့မဲ့တထုံမှရှိနေတဲ့ကလာအဲ့မှာတထုံမှကလာတွေကဝင်လာပြီဒါတောင်မှဘလောက်ထိအောင်ဒီစာရေးတဲ့ဆရာတွေကဆိုးလဲဆိုရင်ခဏဓမ္မစီတွေပြောဥပါတယ်ကျန်ဆက်သားတို့ရဲ့မျိုးနွယ်ဖြစ်တဲ့ရွှေရင်စီဒီရွှေရင်စီဆိုတဲ့ကောင်မလေးရဲ့ဘယင်သမီးတော်ဟိုကကလာကကလစုပ်ကလပြက်ဟိုကွန်းရရောင်းတဲ့ကလာအဆင့်အဲ့ဒါပဋ္ဌိကာရဆိုတာအဲ့ဒါဗရိခယာမင်းသားလို့လို့လေဒီဘာမင်းသားမှာလဲအဝဲထဲရောင်းတဲ့ကျူလီယာကလာခေါ်တယ်ဘာအဆင့်နေတဲ့ကလာအဲ့ဒါမပေးစားနိုင်ဘူးလေအဲ့ဒီကျူလီယာကလာကဘင်္ဂလားဒေ့ရှ်မှာပဋ္ဌိကာရဆိုတဲ့မြို့လေးရှိတယ်စိတ်ကမ်းမြို့ဆိုတော့ဒီဥစ္စာကပကံရာဆိုရင်မှရှိကြတယ်မှန်တယ်မင်းအဲ့ဒီပဋ္ဌိဗရိခယာကမင်းသားမဟုတ်ဘူးရွှေမင်းသားလေးနဲ့ရွှေမင်းသမီးလေးနဲ့မဟုတ် no မင်းသားအဲ့ဒီပုဂ္ဂိုလ်ဒီအဝဲထဲရောင်းတဲ့အမွှေးနဲ့သာရောင်းတော့ရွှေရင်စီကအပြိုလေးကအိမ်နှင်းမုံမိမလေးဟာဒီဘာလေးကမှွေးတယ်ဖြားရောင်းပြီးတော့ဒီကလာကလင်ကကျက်လောက်တာတော့အလောင်းစီသူမင်းကတိတော့တွားမြင့်မထွက်သွားသူလုပ်လိုက်တယ်အဲ့ဒါကိုပဲဇလန်းလေးတွေကဤเจ้าရံများကိုမြန်မာအစိုးရလမ်းစဉ်ပါတီကထုတ်ဝေသောပါတီဌာနကြီးမှုတွေထုတ်ဝေလိုက်တော့ပြည်တော်စုမြန်မာနိုင်ငံအခြေပြနိုင်ငံရေးသမိုင်းဒုတိယပထမရဲဒုတိယပိုင်းအောက်ခြေမှတ်ချက်နဲ့ပဋ္ဌိကာရဟုဆိုသောအင်ဒိုနီးရှားဘင်္ဂလားဒေ့ရှ်နိုင်ငံရှိသောစိတ်ကမ်းမျိုးတစ်မျိုးဖြစ်သည်ထိုနေရာမှလာသောအဝိထရောင်းသောကလားလေးတယောက်သာဖြစ်သည်လို့ရေးထားပါတယ်ပါတီထမ်းရောက်ထိုးတဲ့စာအုပ်ရှိပါတယ်တော့ကြည့်လိုက်အဲ့ဒါပါတယ်ဟုတ်ပြီနော်ပါတယ်လေပြည်တော်စုမြန်မာနိုင်ငံတော့အခြေပြနိုင်ငံရေးသမိုင်းဒုတိယရဲပထမရဲလို့အဲ့လိုအုပ်3 4အုပ်ထွက်ပါတယ်တော့တဲ့မှာနောက်အဲ့ဒီတည်းတက်ဒုတိယမြောက်အုပ်မှာပါပါကြီးအောက်ခြေမှတ်ချက်မှာကြည့်လိုက်တော့